ကြည့်လိုက်တော့သူမနေညာမပြတ်လွားနေရတဲ့မင်းဟိုဖြစ်နေခဲ့ပါတယ်ဘယ်တွေရောက်နေတာလဲလို့ငိုပြီးမေးလေခါမင်းဟိုကငါတေသွားပြီးနတ်ဖရာရဲ့ပန်းခွေမှာရှိနေခဲ့တာပါအခုတော့နတ်ဖရာမကငါကိုလူသားအဖြစ်မင်းစီပြန်လွတ်လိုက်ပြီလို့ပြုံးပြီးဖြေခဲ့တယ်အခုတော့ကီယောင်ကမင်းဟိုကိုဘယ်မှထမထွက်သွားနိုင်အောင်ခြေရာခံတဲ့ချစ်ပြလေးတောင်ကတ်ထားပြီးအလုတ်သွားရတော့ခလေးလေးတယောက်လိုခေါ်သွားပါတော့တယ်မင်းဟိုကလည်းလူသားဖြစ်သွားပြီးမဲ့အကျင့်ကမပြောက်သေးဘူးကီယောင်ကိုစိုးတဲ့ CEO ကိုတောင်မကြိုက်ရင်တတ်ပေးရမလားလို့မေးနေလို့ကီယောင်ကတားနေရသေးတယ်နောက်ဆုံးမှာတော့ကီယောင်ရဲ့အိမ်မက်ထဲကိုနတ်ဖရာမကကျောင်းသူလေးအင်ဂျီနဲ့ရောက်လာပြီးမင်းတို့ဘဝမှာအခက်ထဲတွေပေးခဲ့တာကအရာရာကိုလွဲရရင်တံပိုးမထားတတ်မှဆိုလိုပါလို့ပြောပြီးကောင်းကြီးပေးခဲ့ပါတယ်ညဘက်မှာကီယောင်နဲ့မင်းဟိုတို့နေရောက်တာကျဲကွေတာကိုကြည့်ပြီးဆူတောင်းခဲ့ကြတယ်မင်းဟိုရဲ့ဆူတောင်းကတော့ကျွန်တော်တို့အမြန်ဆုံးလက်ထပ်နိုင်ပါစေတဲ့လေကဲကီယောင်နဲ့မင်းဟိုတို့ရဲ့အချစ်ဇလန်းလေးကတော့ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်လေးနဲ့ပြီးဆုံးသွားပါပြီဇလန်းလေးကိုသဘောကျရဲ့လားနောက်ထပ်ဘလို့ဇလန်းမျိုးတွေကိုနားထောင်ခြင်းသေးလေဆိုတာပြောခဲ့ဦးနော်အခုတော့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအသစ်တွေနဲ့ပြန်ဆောင်ကြမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ